YouTube channel ကညီကိုတွေအားလုံးပဲမင်္ဂလာပါဂျွန်ဖော်ဖော် channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဗောနော်ဒီနေ့ညမှာကံမဲ့ Premier League ပွဲစဉ်နှစ်ပွဲကိုကျွန်တော် YouTube channel မှာသုံးသပ်ရွေးချယ်ပေးသွားမှာဗောနော်မသုံးသပ်မရွေးချယ်ပေးခင်မှာတော့မနေ့ကတော့ကျွန်တော် YouTube channel မှာဒေါမွန် body ရွေးချယ်ပေးရမှာတော့ဒါအဆင်ပြေခဲ့တယ်ဗောနော်ဒီညမှာလည်းကျွန်တော် VIP 1တပွဲကောင်းထွက်ရှိတယ်ဗောနော် VIP 1လိုချင်တဲ့ညီကိုတွေရှိတော့ Violet မှာကျွန်တော်တင်ထားတဲ့နံပါတ်ကိုလာရောက်ဆက်တွဲမင်းမြတ်နိုင်တယ်ဗောနော်ပထမဦးဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့လီဗာပူးနဲ့ချက်စီပွဲစဉ်ကိုကျွန်တော်တုံးတက်ရွေးချက်ပေးသွားမှာပါတယ်လက်ရှိလီဗာပူးရဲ့ဖွင့်လှစ်မှုအနေအထားကိုကြည့်ချင်းအဖြစ်လီဗာပူးကချက်စီကိုတေးမိုင်းနဲ့100ဖွင့်လှစ်ထားပြီးတော့ဒါဂိုးပေါင်းဖွင့်လှစ်မှုအနေအထားမှာတော့3 minus 30ဆိုပြီးဖွင့်လှစ်ထားတယ်ဗောနော်ဒီဖွင့်လှစ်မှုအနေအထားကိုကြည့်ချင်းအဖြစ်ဒါ fair ဖြစ်တယ်လို့လည်းကျွန်တော်မြင်မိတယ်ဘာဖြစ်ပြောနှစ်သင်းလုံးကချန်ပီယံလိဝင်ခွင့်တနေရာအတွက်ဟောပေါ့နော်အစွမ်းကုန်တိုက်ပွဲဝင်နေတဲ့အသင်းနှစ်သင်းလည်းဖြစ်တယ်ပေါ့နော်ဒီနှစ်သင်းကတော့ပရီးမီးယားလိမှာခဏခဏထိတိုက်တွေ့ဆုံနေပြီးတော့အပြန်လန်အနိုင်ရရှိမှုတွေရရှိထားတဲ့အသင်းနှစ်သင်းလည်းဖြစ်တယ်လီဗာပူးရဲ့ဒီနေ့ပေါ့နော်ဖွင့်လှစ်မှုအနေအထားကိုချစ်ချင်းအဖြစ် W1 ထိုးကွက်အနေအထားမှာတော့2.00 ပေးတာအပြည့်အဝပျော်ရွှင်ခွင့်ပေးထားတဲ့အနေအထားတစ်ခုတော့ဖွင့်လှစ်ထားတယ်တေးထိုးကွက်အနေအထားမှာတော့3.86ဆိုတဲ့အနေအထားတစ်ခုမှာဒီပွဲကတေးကြဖို့ရာခိုင်နှုန်းအလွန်နည်းတဲ့အနေအထားကိုလည်းကျွန်တော်တို့ထပ်ပြီးတော့တွေ့ရတယ် W ထိုးကွက်အနေအထားW2 ထိုးကွက်အနေထားကိုကြည့်ချင်းရပြီ 3.87 ဆိုတဲ့အနေထားမှာတော့ချက်စီကလည်းလီဗာပူးကိုဂိုးရချင်ရှိတဲ့အနေထားကိုဗိုကီဒီယာဖွင့်လှစ်ထားတဲ့အနေထားကိုကျွန်တော်တို့တွေ့ရတယ်။တပည့်ချက်အနေထားကိုကြည့်ချင်းရပြီဘိုလိုနုစကောရဖွင့်လှစ်မှုအနေထားမှာတော့1.50ဆိုတဲ့အနေထားမှာတော့ဒီနေ့ပွဲစဉ်ကအပြန်အလှန်သွင်းဂိုးတွေမြင်ရမယ်ဟိုကတော့အနေထားတွေဆက်ရောက်နေတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတယ်ဗောနော်နောက်ပိုင်းပွဲတွေမှာချက်စီကဒါခန်းစစ်ရွရွနေတဲ့အနေအထားကိုတွေ့ရတယ်ဒါနောက်ဆုံးကန်ခဲ့တဲ့ Nottingham Forest ရဲ့ပွဲစဉ်မှာလည်း Nottingham Forest ရဲ့အရန်စင်းရဲ့ကန်ခဲ့တဲ့ပွဲစဉ်မှာတော့3ဂိုးထိခွင့်ပြုထားတဲ့ချက်စီရဲ့ခန်းစစ်အနေအထားကိုကြည့်ချင်းအပြည့်ချက်စီရဲ့ခန်းစစ်ကရွရဲပြီးတော့ပြုတ်ကွဲနေတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတယ်ဗောနော်ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာလီဗာပူးနဲ့ချက်စီအမှတ်လိုအပ်ချက်ရှိနေတဲ့နှစ်သင်းဖြစ်တာကြောင့်ဒီနေ့ပွဲစဉ်ကတော့အကျိတ်နဲ့ရှိလာမဲ့ပရီးမီးယားလိပွဲကောင်းတစ်ပွဲလို့လည်းဖြစ်တယ်ဗောနော်ဒါဒီမြန်မာစံတော်ချိန်ညနေ6နာရီမှာအစောပွဲလဲဖြစ်တာကြောင့်ဒါဒီနေ့ပွဲစဉ်ကကျွန်တော်သတိထားရွေးချယ်ရမယ်ပွဲစဉ်တစ်ပွဲလို့လဲကျွန်တော်မြင်မိတယ်နောက်ဆုံးသူတို့ထိပ်တိုက်တွေ့ဆုံပရီးမီးယားလိ3ပွဲမှာတော့လီဗာပူးက2ချိန်နိုင်ပြီးတော့ချက်စီက1ချိန်နိုင်ခဲ့တယ်ဗောနော်နောက်ဆုံးဒီအန်ဖီအိမ်ကွင်းမှာလာရောက်ကန်ခဲ့တဲ့နောက်ဆုံး3ချိန်လောက်အတွင်းမှာချက်စီကအနိုင်ရရှိခြင်းမရှိထားတဲ့အနေအထားတွေကိုလည်းကျွန်တော်တွေ့ရတယ်လက်ရှိအမှတ်ပေးစရာရည်တည်မှုကြည့်ရမယ်ဆိုတော့လီဗာပူးကအဆင့်3နေရာမှာအဆင့်4နေရာမှာရပ်တည်နေပြီးရမှတ်58မှတ်နဲ့စုဆောင်းထားနိုင်တယ်ဗောနော်အဆင့်5အဆင့်4ဘုံမောင်းတဲ့အက်စတိုမီလာကတောက်လျှောက်ဖိအားပေးနေတဲ့အနေအထားတွေကိုကျွန်တော်တွေ့ရတယ်ချက်စီကတော့အဆင့်6နေရာမှာရပ်တည်နေပြီးရမှတ်48မှတ်ပေါ့နော်ဒါပရီးမီးယားလိလက်ကျန်ပွဲကြံကတော့3ပွဲတာကြံရှိတော့အနေအထားတစ်ခုမှာတော့ချက်စီကဒါချန်ပီယံလိဝင်ဝတ်တနေရာအတွက် Brighton Bradford ဘုံမောင်းတို့နဲ့အပြိုင်လူနေရတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်ဗောနော်ဒါကြောင့်မလို့ဒီနေ့လီဗာပူးနဲ့ချက်စီပွဲကတော့အင်မတန်ကြည့်ကောင်းပြီးတော့မြန်မြန်ဆက်ဆက်နဲ့ဒါပွဲထွက်လာခြင်းရှိတယ်ဗောနော်ပြီးတော့ချက်စီရဲ့ဗောနော်ဒီအတင်းဖွက်ကလည်းလီဗာပူးတဲ့ဆိုင်တော့အနေနဲ့ပြိုကွဲနေတဲ့အနေထားလို့ကျွန်တော်တွေ့ရတယ်ဒါကြောင့်မလို့လီဗာပူးရဲ့ချက်စီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဒါဗိုကီဒီရဲ့ဖွင့်လှစ်မှုအနေထားကိုကြည့်ချင်းအဖြစ်ဗိုဒင်းလူစကောဟိုပါဗောနော်ဒါကျင်းအနေထားအရာဗောတီထိုးကွက်အနေထားကိုပေးထားခြင်းအဖြစ်ဒီနေ့ပွဲစဉ်ကတော့အပြန်အလှန်တွင်းဂိုးတွေကိုမြင်ရမယ်လို့မြင်တယ်ဒါကြောင့်မလို့လီဗာပူးရဲ့ဗောနော်ဒါတိုက်စစ်ဘောနော်တိုက်စစ်ရုံအားကိုတော့ချက်စီခန်းစစ်ကခန်းနိုင်ရင်မရှိမယ်လို့တော့ကျွန်တော်မမြင်မိဘူးဒါကြောင့်မလို့ချက်စီနဲ့လီဗာပူးပွဲစဉ်မှာတော့ဒါအပြန်အလှန်တွင်းဂိုးတွေဖြစ်ဖို့များတာကြောင့်ကျွန်တော်ကတော့ body ကိုတော့ကျွန်တော်လက်ဆောင်ခြင်းနဲ့ပေါ့နော်ဘာကြောင့်လဲဆိုချက်စီကလည်းအခါကျအတင်းကြီးပွဲကြရင်မထင်တို့လုံးပြနိုင်စွမ်းနဲ့ရှိတာကြောင့်လီဗာပူးနဲ့ချက်စီပွဲစဉ်မှာတော့ကျွန်တော်ရွေးချယ်မှုကတော့ဂိုးပေါင်းပေါ်လာကျွန်တော်ကြိုက်နေတတ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ပွဲစဉ်ဖြစ်တဲ့ဆန်ဒါလန်နဲ့မန်ချက်စတာယူနိုက်တက်ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်လက်ရှိဖွင့်လှစ်မှုအနေထားကိုကြည့်ချရပြီမန်ချက်စတာယူနိုက်တက်ကအဝေးကွင်းကနေတေးရှုံးဖွင့်လှစ်ထားပြီးတော့ဂိုးပေါင်းဖွင့်လှစ်မှုအနေထားမှာတော့3+50ဆိုပြီးဖွင့်လှစ်ထားတယ်ဒီဖွင့်လှစ်မှုအနေထားမှာတော့မန်ယူရဲ့ဖွင့်လှစ်မှုကအနည်းငယ်ပျော့ပြောင်းနေတယ်လို့ကျွန်တော်မြင်မိတယ်မန်ယူကအစ်လက်ရှိအစ်3နေရာမှာရပ်တည်နေပြီးတော့ဆန်ဒါလန်ကအစ်ဆက်နေနေရာမှာရက်တည်နေဘာပြီးတော့မန်ချက်စတာယူနိုက်တက်ကနောက်ပိုင်းကာရက်ဖောင်မှာနောက်ဆုံးအတင်းကြီး3နှစ်ဟိုပေါ့နော်ရှေ့ဆုံးထက်မြက်နေတဲ့အတုံးတင်းလုံးအနိုင်ရရှိထားတဲ့အနေအထားတွေကျွန်တော်တွေ့ရတယ်လီဗာပူး Bradford ချက်စီတို့နိုင်ထားတဲ့မန်ချက်စတာယူနိုက်တက်ကအသိငယ်လေးဒီနှစ်မှတက်လာတဲ့ဆန်ဒါလန်ကိုအဝေးကွင်းကတေးရှုံးဆိုတဲ့ရလက်ဖွင့်လှစ်မှုကအင်မတန်ပျော့ပြောင်းနေတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်မန်ယူကတော့ဒါချန်ပီယံလိဝင်ဝတ်တနေရာတော့အခိုင်အမာရရှိသွားပြီအနေအထားကိုကျွန်တော်ထပ်တွေ့ရတယ်ဆန်ဒါလန်ကတော့ဒါဘာပြောဥရောပဝင်ငွေလည်းမရဘူးအလဲလက်စစ်နေတာဒီယာဒီမှာတော့ကျင်နိုင်ရမယ့်အနေအထားကိုကျွန်တော်တွေ့ရတယ်ဗောနော်
ကျွန်တော် W1 ထိုးကွက်အနေထားကိုကြည့်ချင်းရပြီဆန်နလန်အနေနဲ့3.9ဆိုတဲ့အနေထားတစ်ခုဖွင့်လှစ်ထားပြီးတော့တေထိုးကွက်အနေထားမှာတော့3.80ဖွင့်လှစ်ထားတယ်ပေါ့နော်။ W2 ထိုးကွက်မှာ Man U အပြစ်ပေးထားတဲ့အနေထားတစ်ခုမှာတော့ဒီနေ့မှာတော့ Manchester United အနေနဲ့ဆန်နလန်ကိုအနိုင်ရရှိမှုဆိုမလွယ်ကူဘူးလို့ကျွန်တော်မြင်မိတယ်။ Bonus score yes 1.6ဆိုတဲ့အနေထားတစ်ခုမှာတော့အပြန်လန် goal တင်ကတော့နဲလောက်မယ်ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ကတော့လိုရင်းတို့ရှင်းပေါ့နော်ကျွန်တော်ရွေးချက်ပေးရမယ်ဖွင့်လှစ်ထားတဲ့ဘိုကီရဲ့ခြေတန်းအနေထားရချစ်ချင်းရပြီManchester United အနေနဲ့ဆန်နလန်ကိုခက်ခဲကန်ရမယ့်အနေထားတွေကျွန်တော်တွေ့ရတယ်ပြီးတော့အလင်းရောင်ကွင်းမှာပေါ့နော်ဟိုပေါ့နော်လာရောက်ကန်ခဲ့တဲ့အတင်းတိုင်းကလည်းရုံးကန်ရလည်းရှိတဲ့အနေထားတွေကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်မလို့ Man U နဲ့ဆန်နလန်ပွဲစဉ်မှာတော့ကျွန်တော်နှစ်ချက်ကွက်ရွေးပေးချင်တော့ဟိုဆန်နလန်ဘော်လီကိုကျွန်တော်ကြိုက်နေတတ်တယ်ဂိုးပေါင်းဖွင့်လင်းမှုအနေထားကိုကြည့်ချင်းရမယ်3.50 3.60ဒီခြေတန်းနဲ့အနေထားကိုကြည့်ချင်းရပြီဂိုးပေါ်ဖို့ဆိုတော့တိတ်မလွယ်ဘူးပဲနော်ပြီးတော့Bonus score ဖွင့်လင်းမှုအနေထား 1.6 ဆိုတဲ့အနေထားတစ်ခုမှာတော့အင်မတန်ဒါဟိုပေါ့နော်အနေငယ်ပြည့်ရှနေတဲ့အနေထားကိုတွေ့ရတဲ့အတွက်ဒီနေ့ပွဲစဉ်မှာတော့အပြန်နဲ့တွင်းကိုဖြစ်ဖို့ကနည်းတယ်ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာကျွန်တော်က score အနေနဲ့1101လောက်ပဲပေးထားတဲ့အနေထားတစ်ခုမှာတော့ကျွန်တော်ရွေးချယ်မှုကတော့ဂိုးပေါင်းအောက်ကိုလည်းကျွန်တော်ကထားပါလို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ညမှာကျွန်တော်ရွေးချယ်မှုတောက်ခုကျွန်တော်ရွေးချက်ပေးခဲ့တယ်ပေါ့နော်ဒါချက်စီနဲ့လီဗာပူးပွဲစဉ်မှာတော့ဂိုးပေါင်းပေါ်ရွေးချက်ပြီးတော့မန်ယူနဲ့ဆန်နာလန်ပွဲစဉ်မှာတော့ဆန်နာလန်ဘော်လီနဲ့ဂိုးပေါင်းအောက်ကိုလာကျွန်တော်ကြိုက်နေတတ်တယ်ပေါ့နော်ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ထားတဲ့ညီကိုတွေရှိနေတော့ subscribe လုပ်ထားပေးပါလို့ကျွန်တော်ဘက်ကတောင်းဆိုချင်တယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်